ฮัลโหลวันนี้ทำข้างในไก่ผัดพริกไทยดำต่อใส่บานะคะมင်္ဂလာပါဒီနေ့ကျက်သေးမြစ်ကိုမရုပ်ကောင်းစောနဲ့ကြော်ပြီးတော့ဆွန်းလောင်းပါမယ်အရင်ဆုံးကျက်သေးမြစ်ကိုပြောင်းမှုတို့ကုံမှုတို့နဲ့နေပြီးတော့မိနစ်20နာရီခွဲလောက်စိန်ထားပါမယ်အဲ့ဒါမှအညစ်အကြေးတွေအနှံ့သက်တွေပျောက်သွားအောင်ပါပြီးရင်ဆော့အတွက်ကြားလက်ဖက်ရည်စွန်းတစ်စွန်းငရုတ်ကောင်လက်ဖက်ရည်စွန်းတစ်စွန်းနောက်ပြီးတော့အဲဒီထာရီယာကီဆော့တစ်စွန်းထည့်ပါတယ်ပြီးရင်အဲဒီ cooking sauce အစိမ်းရောင်ဘူးက2စွန်းထည့်ပါတယ်နောက်ပြီးတော့အဲ့ဒီစီဦးဒန်1အဲ့ဒီစီပဲငပြရေအနောက်အချိုတစ်စွန်းထည့်ပါတယ်ပြီးရင်ခယူးစီတစ်စွန်းထည့်ပြီးတော့အားလုံးကိုရောသမမှုီပါတယ်မှုီပြီးတော့ခဏထားပါပြီးရင်အိုးထဲမှာစီထည့်ပြီးကြက်သွန်ဖြူကိုစီသက်ပါမယ်စီသက်ပြီးတော့အဲ့ဒီစောနာစီရတဲ့ကြက်သွန်မြစ်ကိုထည့်ပြီးတော့မွေးပါမယ်ကြက်သွန်မြစ်ကအရည်တွေထွက်လာရင်6အောင်နဲ့ကြော်ပါမယ်အဲ့ဒီလောက်အနေထားလောက်ရပြီဆိုရင်စောနာဖြော်ထားတဲ့ sauce ကိုလောင်းထည့်ပါမယ်လောင်းထည့်ပြီးတော့မွေးပါတယ်နဲ့ကျက်သွန်မြစ်ကိုနည်းနည်းရေလေးနည်းထည့်ပါတယ်နူးအောင်လို့ပါပြီးရင်ကိုကျဲရဲ့အနေထားလောက်ရပြီဆိုရင်ရေခမ်းခံပြီးဆိုရင်အဲ့ဒီစောနာလီးရတဲ့မရုပ်သီးရဲ့ကျက်သွန်အနီအချိုရည်ကိုထည့်ပါတယ်ပြီးတော့အားလုံးကိုရောသမမှုီပါတယ်ချက်ခံပြီးပြီဆိုရင်အဲ့ဒီကျက်သွန်မိတ်ကိုထည့်ပြီးတော့မှုီပါတယ်ရှင်အားလုံးရောက်မှုပြီးတော့ချက်ပါပြီစွန်းလောင်းလို့လည်းရပါပြီကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်